အော်ပြီးလောင်ရလိုက်ပါရဲ့နှစ်ယောက်စလုံးနဲ့ပြန်တွဲတာတော့တကောင်တကယ်မိုက်ဒါပဲဒါတော့ဘာလို့နောက်တစ်ယောက်လာအောင်တွေ့ခိုင်းတာလဲဒီကောင်ကြီးကိုချစ်လွန်းလွန်းသာမောင်းစားနေရတာဒါကြတဲ့လောကရန်ရဲ့ရိုက်ချက်တွေကပြင်းထန်လွန်းနေကြမောင်းစားခြင်းသိကောင်ပျောက်တယ်เปลี่ยนไม่เห็นจะแปลกเมื่อรู้จากปากว่าคิดจะจากฉันไปก็คงเข้าใจว่าเธอต้องไปก็คงเสียใจและคงเสียดายแต่ก็ยังสบายหากเธอจะทิ้งกันไปเพราะฉันเป็น